အနန္တ၅ပါးကိုရှိခိုးပါ၏ဖျားပြေမြို့တရား၃ညရှိပြီဟောလာတရားနာပရိသတ်ကတော့1000အောက်မလျော့ပါဘူး1000ကျော်လောက်ရှိအတွင်းပရိသတ်အပြင်ပရိသတ်ပထမစဟောတဲ့နေ့ကစပြီးတော့ဇာတ်ယုံရှံထွက်ခဲ့ဒီကနေ့အထိပရိသတ်မလျော့သေးဘူးစီစီကားကားကြီးပဲရှေ့ပိုင်းမှာဘုန်းကြီးကြေညာထားတာကအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဘယ်သူပြိုင်မနိုင်တဲ့အလှဆိုတဲ့တရားကိုဟောနောက်ပိုင်းဘုန်းကြီးဟောမဲ့ဇတ်ထုတ်ကငိုပြီးမှရည်ကြပါစို့ရည်ပြီးမှငိုကြပါစို့ဆိုရင်အဓိပ္ပာယ်ရှိတဲ့အောင်ငိုပြီးမှရည်ကြပါစို့ဆိုတော့ဘာပါလိမ့်မလဲနောက်ပိုင်းနာကြည့်ရင်သိမှာပေါ့လေငိုပြီးမှရည်မတဲ့ပိဋကကြီးဒါကြောင့်ဒီကနေ့ရှေ့ပိုင်းကျင်ညာတဲ့တရားကိုဘုန်းကြီးတို့ဟောကြပါစို့ဒါကြောင့်တရားနာပိဋကရည်စရာတွေနဲ့ကြည့်လေအချိန်ကုန်လို့မတော်ဘူးလွမ်းစရာဆွေးစရာဆိုခြင်းငိုခြင်းတွေနဲ့ကြည့်လေပဲအချိန်ကုန်လို့မတော်ဘူးပိဋကဇတ်ထုတ်ဇက်ကွက်စီကလေးပိကြီးမှတ်မိသွားအောင်လဲဘုန်းကြီးစေတနာထားပြီးတော့ဟောပါတယ်ဒါကြောင့်ဟဲ့ညီငယ်နှမငယ်များလွန်နာဆွေထားသချင်းဆိုတာတွေဒီလိုသိမမျှော်နဲ့လောကုတ္တရာဘဟုတုတ္တမှတ်သားစရာလေးတွေလည်းပဲကြိုးစားပြီးတော့နာကြအောင်ဒါကြောင့်တရားနာပရိသတ်ဟောကျွတ်တို့မြင်းညာမှာ16ညဟောတယ်ဆိုတာကတော့ဇတ်ယုံကြီးတွေနဲ့ဟောရတာရွှေနန်းတင်တို့ဝင်းဘိုးတို့ကနဲ့စိန်တို့မြို့တော်သိန်းအောင်တို့ပန္တရားမြဝင်းတို့တကယ်ဇတ်ယုံကြီးတွေနဲ့ဘုန်းကြီးနဲ့ကတ်ဟောရဘုန်းကြီးတရားပွဲကထွက်ရင်ဇတ်ယုံနဲ့ရောက်တယ်ဇတ်ယုံတွေကထွက်ရင်ဘုန်းကြီးတရားပွဲရောက်ရိုးဟောလို့မရဘူးအောင်ကြီး7ပါးဟောတာတောင်မှတရားနာပိဋကတေးဓာတ်ဆိုဟောရကဲဒီကနေ့အောင်ကြီး7ပါးတေးဓာတ်လေးတော့နည်းနည်းစမ်းကြည့်လိုက်ရအောင်ဆိုကြုတ်ကြည့်ကောင်းမှာမဟုတ်ဘူးခင်ဗျားတို့ပါလိုက်ရပိဋကကြီးဆိုမလားဆိုပါမယ်ဗျာကဲဆိုမယ်ဆိုရင်ဆိုကြစမ်းပိဋကမင်းသားမဟုတ်ဘူးဒီအသားညှိရသေးတယ်ညတိုင်းအော်နေရတော့ခန့်ကပ်ပဲကဲဆိုစမ်းပိဋကမျက်စိနာအောင်ပထမမန္တေဝပုဒ္ဒါမျက်စိနာအောင်ပထမအောင်မန္တေဝပုဒ္ဒါဘာဖြစ်ကုန်လဲမသိအော်တေးဓာတ်ဆိုတော့တေးဓာတ်လို့တော့ဆိုပါမှာပေါ့တေးဓာတ်ဆိုတာတရားနာပိဋကဟိုထထင်နူးနဲ့ရေးကြထဆိုမှနားထောင်ကောင်းတေးထတေချာနားထောင်ကြည့်တေးထတခါတည်းမဆိုနဲ့သူကနှခါထဆိုရနှခါထဆိုပြန်တော့လေအရင်တန်နဲ့နောက်တန်မတူရဘူးနောက်အတန်ကိုတက်တန်နဲ့ညာတန်တင်းអော်ရနားထောင်ကြည့်ဘုန်းကြီးဆိုပြနောက်ကမလိုက်နဲ့ဟဲ့မျက်စိနာအောင်ပထမမန္တေဝပုဒ္ဒါဒါပထမထပ်ဆိုလိုက်မျက်စိနာအောင်ပထမအောင်မန္တေဝပုဒ္ဒါတက်တန်နဲ့ဒေသနာထောင်မင်းသားမင်းသမီးလှုပ်ချင်မှတ်သွားကျန်ဒီကံတရားနာလို့မှမင်းသားမင်းသမီးမဖြစ်ရင်လည်းအဲ့ဒါကံမဲ့တာအောင်မေးတော့ကဲဆိုလိုက်စမ်းဟဲ့ဒုတိယအောင်တော်မူတာအော်ဒုတိယအောင်တော်မူတာဟေးငါတဲ့တောင်ကောင်းနေပြီသို့ဟာ
ဘာတဲ့ဆိုလဲစမ်းမအလာဝကဘီလူဘာတဲ့ဆိုစမ်းမနာလာဂီရီတရဝဆင်ကိုနာလာဂီရီတရဝဆင်ကိုမကြအလရင်တတိယအောင်ကျထူထူထူမလေးကို့ဘာကိုသွားလိုက်ပြီးတော့ဘုန်းကြီးစောင့်ပြီးတော့ဗါတဲ့ဆိုလိုက်စမ်းမအင်ကူလိလူသားကောင်းကိုအင်ကူလိလူသားကောင်းကိုတဆူမြအခေါင်အောင်မူဟေးနေလျှောကြီးဘာလဲဆိုလိုက်စမ်းမလေးချိန်သာသဘာမြူ၍တကူရုအစီအရင်တေချာဆိုနော်ဘာတဲ့စိတ်စမမိန်မယုတ်ကိုတော့စိတ်စမမိန်မယုတ်ကိုတော့မတုံမလှုပ်ဖုံးအုပ်အောင်မြေရှည်ဆွဲမလို့ကြံသေးတယ်တောက်လျှောက်ကြည့်လဲသွားမကောင်းလို့ဆိုရမှာကဒီတိုင်းဟဲ့နားထောင်ကြည့်စိတ်စမမိန်မယုတ်ကိုတော့မတုံမလှုပ်ဖုံးအုပ်အောင်မြေအရှိကြီးပေါ့ဟဲ့ခုမှကိုဆွဲကြဘုန်းကြီးအကုန်ဆိုလို့ကောင်းတာမဟုတ်ဘာလဲဆိုလဲသားမစိတ်စမမိန်မယုတ်ကိုတော့မတုံမလှုပ်ဖုံးအုပ်အောင်မြေသွားဟဲ့ဟာငါဆောင်နေတာကိုဘာကိုသွားလိုက်ရုံပေါ့ပြီးတော့ဗါတဲ့ဆိုလိုက်စမ်းမှာတစ္ဆကပရပိုက်ရှင်ကိုတစ္ဆကပရပိုက်ရှင်ကိုမဂိတ်သခင်ပညာတကိုနဲ့တန်ပြမိတ်ဆက်မြတ်သားတို့လို့လေတန်ပြဟေးအတန်ကိုဖြတ်ဆိုနားထောင်ကြည့်မဂိတ်သခင်ပညာတကိုဒီလိုလားမှာဟာတန်ပြဘာလဲဆိုလိုက်သားမသစ္စကပရပိုက်ရှင်ကိုသစ္စကပရပိုက်ရှင်ကိုမဂိတ်သခင်ပညာတကိုနဲ့လရင်စွာတမျိုးအောင်ကြီးအောင်တာမျိုးဟိုရင်နာရာစာဝါသူကဖြတ်ဆိုလို့လည်းမကောင်းလို့တောင်းလျှောက်သွားတော့ရှင်းနေတော့နောက်ကမလိုက်တတ်ဘူးဘာတဲ့လရင်စွာတမျိုးအောင်ကြီးအောင်တာမျိုးရင်နာရာစာဝါအတ္တသမဘကပြမကိုအတ္တသမဘကပြမကိုအထစရာအောင်ရင်မင်္ဂလာလေသွားလိုက်ဟေ့လေလေ
ပြီးအောင်မဆိုပဲနဲ့အဲ့ဒီတိုင်းသွားရမှာကိုပြိဿအော်သပင်တွေကြားတယ်ဆိုတော့လေဒီတိုင်းဟောခဲ့ရတယ်ပြိဿပြေမြို့ဟောရပြန်တော့ဟောရတာကဇက်ယုံကြီးတယ်ရင်ကျေးမှုဇက်ယုံကြီးရှင်းအောင်လာပေမဲ့လို့ကျုပ်မှာဘေးကဇက်ယုံအပြိုင်ဆိုင်လည်းမရှိနော်တရားနာပြိဿပြီးတော့ကျုပ်တို့အနှောက်အရှက်ဓာတ်ဆက်တန်နေပါလေဘာမှမရှိတော့ပြေမြို့တရားဟောရတာကျုပ်အင်မတန်ငြိမ်စိမ်ပါတယ်ပြိဿတမာရီလည်းရပါတယ်စိတ်လည်းချမ်းသာပါတယ်ဒါကြောင့်ကျုပ်ကအိန္ဒိယရှိရှိလေးဟောတော့ကက်ဆက်ထဲတရားလောက်မကောင်းဘူးတဲ့ဒါလိုဖြစ်ချင်းဖြစ်နေတတ်ပါတယ်ငါကြီးများနှမများလည်းမှတ်သွားတာမျိုးတွေကြီးအော်နေငါကသချင်းဝါသနာပါတယ်ဘုန်းကြီးတညလုံးဆိုလို့ကုန်တာမဟုတ်ဘူးဟဲ့နော်ဒါတွေကြီးရှောက်လုံနေလို့လည်းမဖြစ်သေးဘူးမှန်လားပြိဿကြီးဩဒါကြောင့်တချို့ကလည်းပဲတရားနာပြိဿကျန်ဒီကံဘုန်းကြီးဆိုတာတဲ့မန္တလေးပေါ်ကျန်ဒီကံကျောင်းတိုက်ရှိသလားတဲ့တချို့လည်းဘုန်းကြီးကျောင်းမသိဘူးကျန်ဒီကံဆိုတာမြို့မဟုတ်ဘူးပြိဿမန္တလေးပေါ်လည်းကျောင်းတိုက်ကြီးမရှိမန္တလေးတောင်ရဲ့မြောက်ဘက်ကနေပြီးတော့မရယာမိုးခုတ်သွားတဲ့ကာလန်နဘေးမှာတရားနာပြိဿကျန်ဒီကံဆိုတာတွန်းရွာဘုန်းကြီးကကျန်ဒီကံဇာတိလားလို့ဆိုတော့မဟုတ်ဘူးငစွန်းနဲ့တရားနာပြိဿရွှေတွင်းကုန်းရွာဆိုတာဘုန်းကြီးရွာတောရွာပါပဲကျုပ်လည်းတောသားပါပဲဒါကြောင့်ကျန်ဒီကံတချို့မသိကြလို့ကျန်ဒီကံလာရင်ကျန်ဒီကံလာမဲ့အကြောင်းသိအောင်လို့ကျုပ်ကျန်ဒီကံဖိတ်ခေါ်သံဆိုပြီးတော့တချင်းတစ်ပုဒ်ရေးဘူးပါအခုမန္တလေးမြို့ကဘေရာကြီးဆိုတာဘုန်းကြီးတပည့်မှာသူလည်းပဲဘုန်းကြီးကျောင်းကနေပြီးတော့တိတ်ခွေတွေထွက်လာသူအတန်ထွက်သမျှဒီဘုန်းကြီးကျန်ဒီကံကျောင်းကနေပြီးတော့အတန်တွေထွက်လာအဲ့ဒီလိုအတန်တွေထွက်လာတော့တဖြည်းဖြည်းအခုအောက်ပိုင်းမှာမရောက်ရင်တော့မသိဘူးအထက်ပိုင်းမြန်မာပြည်တော့ကျုပ်ရေးထားတဲ့ကျန်ဒီကံဖိတ်ခေါ်သံတို့ဆန်းအကျိုး9ပါးတို့ရေအကျိုး10ပါးတို့ယောက်ျားများသင်္ကန်းလှူတဲ့အကျိုးတို့မိန်းမများသင်္ကန်းလှူတဲ့အကျိုးတို့ဒါတွေဘုန်းကြီးကိုယ်တိုင်ရေးထားတာဖြစ်ပါကျန်ဒီကံဖိတ်ခေါ်သံလေးတော့နည်းနည်းပြောပြရအောင်ကျန်ဒီကံလာခြင်းတဲ့လူတွေပေါ့လေကဲဆိုကြည့်စမ်းပြိဿနောက်ကဖရာတရားတန်ခါဆရာမိပါငါးပါးအနန္တအခါဂသရိယကာရဝတင်္ဂယုံကြည်လေးစားပါသည်ဖယားဆိုးသဆိုးဟာဘာဖြစ်တော့ဆိုးသဆိုးဘုန်းကြီးအတန်မှီအောင်ပြီးတော့ပါတယ်ဆိုလဲဆမ်းမမန်းနဂရခရိုင်မြို့ပိုင်းပသိမ်ကြီးအဝင်ကျန်ဒီကံရွာတစ်ခေါက်အလေရောက်အောင်လာရင်မန္တလေးတောင်ကြီးအဆင်းမရယာသွားရင်တွေ့မြင်သခင်မတောင်ဆိုတာပင်အကွေတစ်ခါဝင်အရှိပဲမှာပင်လမ်းမလွဲသရှင်ဝဲဘက်တွင်ရွာအခြေတီလို့ပင်ကျောင်းနှစ်ကျောင်းညီညာကြည်သရာမြူကြွကိုယ်ဝေရာဌာနအစဉ်တချင်းထဲမှာကျုပ်ပြည့်စုံအောင်အဲ့ဒီတိုင်းရေးထားပါ
မန္နဂရခရိုင်မြို့ပိုင်ပသိမ်ကြီးတဲ့မန္တလေးခရိုင်ပသိမ်ကြီးမြို့အပိုင်မန္တလေးတောင်ခြေကနေကားလမ်းကြီးတိုင်လာလိုက်ရင်လမ်းတစ်ဝေးမှာတဲ့ဝဲဘက်ကဆိုတော့တရားနာပိဋကမြောက်ကိုကားလမ်းကြီးထွက်သွားတာဖြစ်တော့ကားလမ်းအနောက်ဘက်ကရွာအရှေ့ဘက်ကကျောင်းနှစ်ကျောင်းကြာနေကံကနေပြီးတော့မင်းညီနောင်တွေကကျွတ်တို့ရွှေဖြင်းလေးပိုးနေတဲ့မတ်ရွှေဥခေါ်တဲ့သခင်မတောင်တော်ကိုကျွတ်တို့ကြာနေကံကနေအရှိချိုးသွားတာဖြစ်ပါဒါကြောင့်အဲ့ဒီကိစ္စတွေဘုန်းကြီးအကုန်လုံးရေးထားခြင်းဖြစ်ပါဘာလဲဆိုလိုက်စမ်းပါမှန်မျောစံတော်လမ်းပေါ်မှဥချစရာပင်မှန်မျောစံတော်လမ်းပေါ်မှဥချစရာပင်ကွင့်အဝင်းတွေ့မြင်လျက်ပအရှိမျက်နှာတွင်ရွှေလောင်းတောင်တော်ပေါ်ဖူးမြောမဝဗုဒ္ဓဇေရီမြင်တောင်ဝဌာနရောက်ခဲ့ရင်မြောကရောရောင်မှန်းဆလျင်ကပိုင်စံထွက်ရချက်ချမို့ပင်ကွင်းပြေစိုက်ခါထားရွှေဝါအသွင်ပရိသာပင်တွေ့မြင်တွေ့မြင်တွေ့မြင်ရမယ်အစဉ်ကပိုင်စံဆိုတာကျွတ်တို့ကြံဒီကံဘက်ကထွက်တာကိုကပိုင်စံခေါ်ပါတယ်ဒါကြောင့်မန္တလေးနဲ့မရယာအတွင်းမှာကွင်းပြည့်နေတဲ့ရွှေဝါရောင်စဘာခင်းတွေလည်းတွေ့မြင်ရမယ်တဲ့နောက်တစ်ခါဆိုလိုက်တရားဟောအကျော်ကတိကဥဇတိလဆရာတော်သခင်နိုင်ငံမြို့နယ်အဝှမ်းမြန်ကြွကသာပင်တရားဓမ္မများစွာတရားဓမ္မဟောပြသောတပွင့်လန်းအကျဉ်စခန်းတွင်သင်္ကန်းစာယူနေဘူးနောင်မှန်းစရာပင်ကြာနီကံတွင်တာရှိအမမင်းတရားမြဲကြည်တရကဲတရားဝဲလာပင်အစင်သင်တွေ့မယ်ထင်အဲ့ဒါဘုန်းကြီးအဲ့ဒီသချင်းကစရေးပြီးတော့ဘုန်းကြီးတရားနာပိဋက40ပြည့်နှစ်ကထမရဲ့မွေးနေ့ကျင်းပတဲ့အချိန်ကစပြီးဘုန်းကြီးကျောင်းကစပြီးတိတ်ခွေတွေထွက်သို့သောလည်းပဲတရားနာပိဋကမင်းသမီးများနဲ့ရင်းနှီးရတာလည်းတဲတော့ဟမ်းမကြဘူးဟိုကလည်းဘုန်းကြီးပေါ်မိဘကဲ့သို့အောင်းမိပါတယ်ဒါပေမဲ့လို့ဒီဘက်ရောက်တာမရောက်တာအပါထားအထက်ပမာပြေဖြင့်ကျုပ်နဲ့မင်းသမီးတွေနဲ့အကြီးလှဲ့လှဲ့ပေးစားကြလုံးလို့ဟမ်းမကြဘူးကျန်ဒီကံဆရာတော်မဗေဒာနဲ့ထွက်ပြေးတဲ့တော်တော်ကြာတော့တရားနာပိဋကမြင်းညာမှာတစ်နှစ်ဟာကျော်လို့ကျုပ်လာခဲ့ရကျန်ဒီကံဆရာတော်မန္တလေးမြို့ကမင်းသမီးအိမ်ကြီးခင်ချိုနဲ့ထွက်ပြေးတဲ့သတင်းနေအောင်မနှစ်ကတော့တောင်ကူမြို့မှာကျုပ်ကပထမနေ့မရောက်ကျန်ဒီကံဆရာတော်မဗေဒာနဲ့ထွက်ပြေးတယ်အတော်တော်ကြာရုပ်ရှင်မင်းသမီးတင်ညိုနဲ့သိုးသလိုကျွတ်တို့ဖြင့်မြင်အောင်မြင်ဘူးပြေးတော့ကြီးနည်းနည်းမရောက်တင်ညိုလှလာတော်သေးရဲ့ငါတောင်ပြောမြောက်ပြောကြလုံးလို့ဒီတော့တရားနာပြေးတာသူများတွေစီရှားတဲ့ရုပ်ဘာဖြစ်လို့ကြောနေမှမသိဩတရားဟောရတဲ့အလုပ်ကလည်းဒီလိုပဲပြိဿမင်းသမီးတွေနဲ့ယဉ်နှီးတော့တချို့ကထင်ကြီးနဲ့ပြောကြပါတဲ့ကျန်ဒီကံဆရာတော်ကလည်းအိမ်တောင်သားမွေးကိစ္စတွေပေါက်ရှာအလွန်ဟောတာတဲ့
ဒီမင်းသမီးကသူနဲ့သိရင်းနေတာကွာဒီမင်းသမီးကသူ့တပည့်တယ်ဒီဘုန်းကြီးတော့ကွာမင်းသမီးတွေနဲ့ရင်းနှီးနေမှတော့ကွာဆိုပြီးတော့အထင်နဲ့ထွက်ပြေးသည်ထိတောင်ပြောမြောက်ပြောကုန်ညဘယ်လိုပြောတရားနာပြိဿကျုပ်တရားဟောလာတာအနှစ်20ရှိပြီနော်ခမရတို့ရှိ2နှစ်လောက်နေအောင်မှာပါ2နှစ်ကျော်နေအောင်မှာပါကျုပ်သိတာတိတ်ခွေတွေကြောင့်ခမရတို့ပဲကျုပ်မရောက်ဘူးတရားနာပြိဿမအားလို့အထက်ပမာပြေမှာဝဲလက်ခတ်နေတဲ့ဘုန်းကြီးအခုအထက်ရောက်အောင်နှံ့သွားပြီကျုံမရောက်တဲ့နေရာတိတ်ခွေတွေပါတောင်ရောက်ကုန်ပါပြီကျုံမရောက်ပင်မဲ့လို့လဲတိတ်ခွေတရားတွေကဖြင့်ပမာပြေအနှံပြားဒါချီလေးတမှုကလေးဝကျိုင်းတုံအစရှိသည်အိန္ဒိယဘက်တောင်ကူးလို့ဒါကြောင့်တရားနာပြိဿတိတ်ခွေတွေကြောင့်သိလာရာကနေပြီးတော့တဖြည်းဖြည်းဘုန်းကြီးလည်းနေကျဲပြန့်လို့အခုပြည်မြို့ကိုယခုမှစပြီးတော့ရောက်ရပါတယ်ဗျာမှန်ရလားပြိဿကြီးဒါကြောင့်အပြောခဏခံရတဲ့ဘုန်းကြီးဆိုတော့လေအရေးထူးနေပါပြီပြိဿအသေးတွေလည်းမာနေပါပြီမနာနိုင်တော့ပါဘူးမမအေးသချင်းလို့ပေါ့လေမမအေးရပါတယ်အသေးတွေမာလို့နာလဲနာဆိုတာခန့်ရှက်အပြောခံရပေါင်းများတော့လေအရေးထူပြီးအသေးမာနေပါပြီမနာနိုင်တော့ဘူးပြိဿဒါကြောင့်ကျန်ဒီကံဖိတ်ခေါ်တယ်ပြောပြရင်ဖြင့်ကျန်ဒီကံလာမဲ့ခီးစဉ်လည်းသိသွားပြီငါဟောမှာဘယ်သူပြိုင်မနိုင်တဲ့အလှဆိုဘယ်တရားဟောရသေးတော့ဟိုရောက်ရှိတာနော်ကဲတရားနာပြိဿဘယ်သူပြိုင်မနိုင်တဲ့အလှတဲ့ဒီကနေ့ပြိဿကြီးပါတယ်တော့ဘယ်သူပြိုင်မနိုင်တဲ့အလှဆိုတာတို့စကြစို့မြတ်စွာဘုရားကိုရောမြတ်ကြီးသည်ဇေရဝံကျောင်းတော်သို့တန်ဃာ900နဲ့ပြန်ကြွအလားပြည်သားကြီးမြတ်စွာဘုရားဘယ်ကျောင်းတော်ကိုပြန်ကြွလားဇေရဝံကျောင်းတော်သို့တန်ဃာတော်900နဲ့ပြန်ကြွအလားကောသလမင်းကြီးကနေပြီးတော့ခရီးပြန်ကြွလာတဲ့အာဂန္တုကယဟန်တွေကိုတရားနာပြိဿမြတ်စွာဘုရားထံသွားလျှောက်မြတ်စွာဘုရားတပည့်တော်သည်နောက်ပါတန်ဃာတော်900နဲ့တကွတပည့်တော်ဆွမ်းကပ်လိုပါတယ်ဘုရားလျှောက်ဘုရားကိုရောမြတ်ကလေးစိတ်နေပြီးတော့လက်ခံတော်မူလိုက်ဒီလိုတန်ဃာတော်900ကိုတရားနာပြိဿကြီးဘုရားအမှုထားလို့ဆွမ်းကပ်မယ်ဆိုတော့ကောသလရှင်ဘုရင်ကြီးကမင်းကြီးများဘုရားငါကိုရောဘုရင်တန်ဃာတော်900နဲ့မြတ်စွာဘုရားကိုဆွမ်းကပ်မယ်အဲ့ဒါတိုက်ပြည်လှည့်ပြီးတော့မောင်းကျင်းနေခါကြတိုင်းသူပြည်သားလူအများတို့ငါတို့ဤဘုရင်ကောသလသည်သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားနဲ့တန်ဃာတော်900အဆွမ်းကပ်လိုက်မယ်အဲ့ဒါလှည့်နေလေအောင်မြင့်ဆုံးမကြအကုန်လုံးလာရောက်ပြီးတော့ဘုရင်အလှူဒါနကြီးကိုကြည့်ရှုကြစေဘုရင်အမိန်တော်ဆိုပြီးတော့မောင်းကျင်းနေခတ်ပြည်သားဘုရင်ကကြွားတာပြည်သားကြီးဘုရင်ကဘာလုပ်တာငါလှူတဲ့ကုသိုလ်ကြီးကိုမင်းတို့တိုင်းသူပြည်သားတွေလာကြည့်လေကြကုန်လောဖိတ်လိုက်ဖိတ်တော့တိုင်းသူပြည်သားတွေကတရားနာပြည်သားကောသလမင်းကြီးလှူတဲ့အလှူကိုသွားကြည့်ကောသလမင်းကြီးလှူတဲ့အလှူကိုသွားကြည့်တော့တိုင်းသူပြည်သားတွေပြန်လာရင်တိုင်ပင်ညရှင်ဘုရင်ကသူ့လှူတဲ့အလှူကြီးကျယ်တယ်ထင်ပြီးတော့ငါတို့ခွန်အကြည့်ခိုင်ကြွားလိုက်တာကွာရှင်ဘုရင်လှူတဲ့တို့ကသာအောင်လှူကြစို့တိုင်းသူပြည်သားလူအများတိုင်ပင်ညပြီးတော့မြတ်စွာဘုရားကိုရောမြတ်ကြီးနဲ့တန်ဃာတော်900ကိုပညာသည်ပြည်သားတိုင်းသူပြည်သားကဘုရင်နဲ့သာအောင်လှူမလို့တဲ့တော့တရားနာပြည်သားဒီလိုမြတ်စွာဘုရားကိုရောမြတ်နဲ့တန်ဃာတော်900ဆွမ်းကပ်မယ်ဆိုတော့ကောသလကိုရောကြီးဘုရားကျင်တော်မျိုးကြီးများတိုင်ပြေကလှူတဲ့ဒ
ဒါနကိုအသင်မင်းကြီးလာပြီးတော့ရှုစားတော်မူပါကောသလကသူ့အလူလာကြည့်လဲဆိုပြီးအကြည့်ခိုင်းကြွားသလိုဟာတိုင်းသူပြည်သားကလည်းတရားနာပြည်သားလာကြည့်လဲပါဆိုပြီးဘုရင်ကြီးခေါ်လိုက်ရှင်မင်းကလာကြည့်လိုက်တော့သူ့အလူတဲ့ကြီးကျယ်နေပြန်ရောပြည်သားတိုင်းသူပြည်သားငါတဲ့သာသွားပြန်မဖြစ်ဘူးဟဲ့မင်းကြီးမြမဖြစ်ဘူးငါတဲ့သာသွားပြန်ပြီဟေးတိုင်းသူပြည်သားထက်ငါကသာအောင်လှူမဟေ့သာအောင်လှူမဲဆိုပြီးတရားနာပြည်သားကောသလဘုရင်ကဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်900လှူပြန်ရောတိုင်းသူပြည်သားဖိတ်ကြားပြီးတော့ကြည်စေတယ်တိုင်းသူပြည်သားထက်ကောသလဘုရင်ကသာသွားပြန်ပြီပြည်သားပြည်သားကြီးတိုင်းသူပြည်သားထက်ဘယ်သူကသာသွားတယ်တဲတော်နော်ဘုရားလက်ထက်ကဘုရင်နဲ့တိုင်းသူပြည်သားနဲ့အပြိုင်လှူးနေကြအပြိုင်လှူးနေကြတယ်ဘုရားအမလေးခုနှစ်ကဘုန်းကြီးနားထောင်ကြည့်လိုက်တယ်အဲ့ဒီတရားဟောမယ်ဆိုတာသိလို့လားမသိဘူးခုနှစ်ကဘာဥက္ကဋ္ဌတယ်ငွေ20ပြားခမရတို့လာပြိုင်တာခမရတို့ကလည်း20စီများထွက်လိုက်ရဘာပြောကောင်းမလဲနေဘူးရမှာပြိုင်ရတော့ပြိုင်ရတရားနာပြည်သားဘယ်သူနဲ့မှမတူအောင်ပြိုင်မဲ့အလှမို့ကျုပ်ကဘယ်သူပြိုင်မနိုင်တဲ့အလှဆိုတာပြောထားတလှည့်စီပြိုင်ကြသမ်းမှာအလှဆိုတာပြိုင်ကောင်းပါပြည်သားကြီးမပြိုင်ကောင်းဘူးလားပြိုင်ပါဘူးဗျာတရားနာပြည်သားဒီကနေ့ဒီလိုလုပ်ဟောဒီပြည်သားကြီးတွေကငွေ30ကအထက်လှူတဲ့ပုံကိုများဟိုဖြတ်ပိုင်းကုန်သွားမဖြတ်နဲ့ဘုန်းကြီးရှိလာဖြတ်ကြဒီစင်းနေဘုန်းကြီးကိုယ်တိုင်ကြေညာမယ်ဒီနေ့ပြိုင်ကြည့်ရအောင်ပြည်မြို့ကအနိုင်ဆုံးဘသူထွက်မယ်ဆိုတာဘုန်းကြီးဒီနေ့သိကျင်ပြိုင်ကြည့်မလို့တော့တရားနာပြည်သားကြည်အခုရှင်မရင်နဲ့တိုင်းသူပြည်သားတွေပြိုင်နေပြီတရားနာပြည်သားရဲ့ပြိုင်တော့ရှင်မရင်ကနိုင်သွားပြန်ပြီတိုင်းသူပြည်သားကဟဲ့ဘုရင်ကြီးကတို့ထဲသာသွားပြီအသားမခံဘူးကွာတို့ကဘရင်ထက်သာအောင်လှူကြအောင်စို့တိုင်းသူပြည်သားကလှူလိုက်ပြန်တော့ဟောဘရင်ထက်သာသွားပြန်ရောဘုရင်သားရေပြည်သားခုဘသူကသာသွားပြန်နောက်ကောသလဘုရင်ကြီးကသွားကြည့်ဟာငါတဲ့သာပြန်မဟာဟဲ့အသားမခံဘူးကွာဘယ်သူပြိုင်ငါမနိုင်အောင်လှူမဟဲ့ငါကိုပြိုင်တဲ့လူတွေမနိုင်ရအောင်ငါလှူမယ်ကောသလဘုရင်ကထပ်လှူလိုက်တော့တိုင်းသူပြည်သားထက်သားနေပြန်ပြီပြည်သားဘသူကသာသွားပြန်တော့ဒီလူနဲ့လှူလိုက်ကြတာတရားနာပရိသတ်ရေဟော6ကြိမ်တောင်ရှိသွားပါတဲ့ဗျပြည်သားဘယ်နှကြိမ်တော့6ကြိမ်ပါဗျာရှင်မရင်ကလည်းတိုင်းသူပြည်သားနိုင်အောင်မလှူနိုင်တိုင်းသူပြည်သားကလည်းရှင်မရင်ကိုနိုင်အောင်မလှူနိုင်သူမသာကိုမသာဖြစ်နေတာပေါ့လေပြည်သားသာကြရဲ့လားဒီတော့ဘယင်ကြီးစိတ်ပြက်ပြီပြည်သားဘယင်ကြီးဘာဖြစ်သွားတာစိတ်ပြက်ပြီဘယင်သားရေခက်တော့တာပဲတိုင်းပြည်အုပ်ချုပ်တယ်ဘယင်လောက်ပြီးတော့ဒီတိုင်းသူပြည်သားများမနိုင်လို့ရှိရင်ငါဘယင်လောက်ရတာဘာအကျိုးရှိမလဲခက်ပြီငါပဲလို့သူတို့ကိုနိုင်အောင်လုပ်ရပါမထုံးနဲ့ဘယင်ကြီးညောင်ဆောင်မောအာရမှောက်ပြီးတော့ကြောင့်ပဲလဲလမ်းလဲတော့ကြောင့်ဟိုဘက်ဆောင်လိုက်တော့ကြတလွန်ကြောင်ဆောင်မောကဆင်းပြီးတော့တရားနာပိသလမ်းလျှောက်လိုက်တောင်းတက်ခတ်ပြီးတကြီးတွားဖြစ်နေတော့ဟောမန်လိကံပြီးဘုရားကြီးသူ့ပါရောက်သွားမောင်တော်ဘုရားမောင်တော်ဘုရားကြီးဝဲတော်လဲမတည်ဆက်တော်လဲမခေါ်ဘယ်နဲ့တော့မောင်တော်ဘုရားဘယ်လိုဖြစ်လို့ဒီလောက်ထီအောင်ဒုက္ခရောက်နေရတာတော့ဘာအကြောင်းများစိတ်ဆင်းရဲစရာရှိလို့လဲဟာမလေးမေးရပါပြီရမိပြခေါင်ကြီးရဲ့ခုမှလာမေးရသလားတိုင်းသူပြည်သားတွေနဲ့ငါနဲ့အပြိုင်လှူနေကြတဲ့ကိစ္စတိုင်းသူပြည်သားငါကသူတို့ထက်သားအောင်မလှူနိုင်လို့ငါစိတ်ဆင်းရဲနေတယ်နေပါအောင်ဘုရင်ကြီးရဲ့တဲ့အခုဘသူကသားနေတော့သူတို့ကသားနေတာဗောကွယ်ဘုရင်ကြီးတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကိုတိုင်းသူပြည်သားကသားတယ်ဆိုတာလောကကြားဘူးပါဘူး
တိုင်းသူပြည်သားကိုဘုရင်ကနိုင်အောင်မပြိုင်နိုင်ဘူးဆိုတာလောကထုံးစံမရှိပါဘူးနိုင်ရမယ်ဗောဘုရင်ကြီးရဲ့အမလေးမင်းနိုင်နေအခု6ကျင်းရှိပြပြိုင်ခဲ့ကြသူတို့ကသားနေတဲ့အချိန်ကဲအခုတခါငါလှူမဲ့အလှည့်ရောက်လာပြီငါလှူပြီးသူတို့ကငါထဲသားအောင်ထားလှူနေအောင်မှာပဲကွဘယ်ချမ်းသာတဲ့ဆိုပေမဲ့လေတိုင်းသူပြည်သားကငါထဲလူလေးသေးမရှိအောင်ဘာကလေးဖြင့်လူပါသေးတယ်လို့ဘယ်လိုဝင်ပြီးတော့မပြောနိုင်အောင်လှူနေကြတယ်ကွလွယ်ပါတယ်ဖေ။မောင်ဖေကဒီကိစ္စနှမတော်မှအကြံမတောင်းမဲနဲ့။ဟောတရားနာပြေးသားမန်လိကအင်မတန်လိမ္မာတယ်မိမနော်။ပြေးသားကြီးမန်လိကမလိမ္မာဘူးလား။လိမ္မာတဲ့နေရာမှာတော့လူသားပွဲကြီးစင်းအောင်လည်းမန်လိကလုပ်ခဲ့တယ်။ဘယ်လူသားပွဲကြီးတို့ကြည့်တရားနာပြေးသားကောသလဘယင်းဒီလင်းရှိမရတယောက်ကိုလိုချင်လို့သူ့လင်သားတတ်မယ်လို့ဆိုပြီးတော့အရုဏဝတိမြင်ညက်နဲ့ကုမုဒ္ဒရာကြာကိုအရှာခိုင်းလိုက်ရေကျုံးမိဆက်ရထွက်သွားကြတဲ့ကတကားပိတ်တော့ဟိုလူပဲဆက်နိုင်မလို့မဆက်နိုင်တော့ဘုရားကျောင်းတော်သွားပို့ကောသလဘယင်ကြီးကလည်းကြာကူလီစိတ်နဲ့တညာလုံးအိတ်မပြောဘူးဘုတ်ကောင်းတော်ပြန်မလာဘူးသတ်ပြည့်ုံမဲ့သူမရမိဖုရားမြောက်ယုံမဲ့မိဖုရားမြောက်ယုံမဲ့နဲ့ဒီကြံကြမ်းနေတုံပြုံးနဲ့ညအတန်းနဲ့ကြီးလေးခုပေါ်လာဒူးဆိုပြီးတော့တလုံးသာနာသောဆိုပြီးတော့အတန်လေးလုံးဒုသနာသောဆိုတဲ့အတန်လေးလုံးပေါ်လာတော့ဘုရားဟောင်းလေးဘယ်နဲ့အတန်ကြီးပါလေအတန်နဲ့ကြီးလေးနဲ့မဖြစ်ဘူးပုံနာတွေမေးမှာပဲနဲ့ပုံနာတွေမေးလိုက်တော့ပုံနာတွေကလည်းတရားနာပြိဿရေဘေရင်နဲ့ရှောက်ရှာရတဲ့ဘယ်မှမတွေ့ဘယ်တွေ့မတုံပြိဿဒါကဧဝမေတုတန်နဲ့ရှိတဲ့ကိစ္စဧဝမေတုတန်နဲ့ရှောက်ရှာတာမှမဟုတ်ဘဲနဲ့သူတို့ရှာခြင်းဟာရှာနေတော့မတွေ့ဘူးပေါ့မသိဘူးဆိုတော့လေတို့မင်းဆရာလုံနေပြီးတော့နန်းကြပိုက်ကားအောင်စားပြီးအလကားပဲဆိုပြီးတိုင်းပြည်ကနှင်းထုံမှဆိုရသေးမင်းပြမင်းတန်းသိမှဆိုရသေးဟဲ့မဖြစ်ဘူးဒီလိုလုပ်ကြစို့တိုင်ပင်ပြီးတော့ကိုတော်ကြီးဒီအတန်နဲ့ကြီးလေးကူကတခြားကြောင့်မဟုတ်ပါဘူးကိုတော်ကြီးအသက်အတွက်ဆိုရင်ရပါတယ်ဟင်ဟဲ့အသက်အတွက်ဆိုရင်ရရင်ရတရားတွေဘာတွေခြေပြီးတော့ငါအတွက်များအသက်ရှည်အောင်လုပ်ကြသမှာဟုတ်မှန်လားပါဗျာကိုတော်ကြီးအသက်ရှည်ရန်အတွက်ရင့်နှပ်ပူဇော်ရပါလိမ့်ယောက်ျားတရားမိန်းမတရားဆင်တရားမြင့်တရားစိတ်ကလားတရားကျွန်းတရားကျွန်းယောက်ျားကျွန်းမိန်းမတရားစီတတ်ရပါလိမ့်မယ်ဗျာတတ်ပြီးတော့လေချောင်းသွေးနဲ့ရင့်နှပ်ပူဇော်မှကိုတော်ကြီးအသက်ချမ်းသာပါလိမ့်မယ်ဗျာဘာမှမသိတဲ့ရှင်မင်းကြီးဘာမှမသိတဲ့ပုံသားတွေကပြောကိုကားဖြစ်ကုန်ရောကြည်တရားနာပြိဿအကုန်လုံးတတ်မဲ့သရဝါတွေအကုန်လုံးညောင်မင်းကြီးလေပင်ဆွဲထားလေပင်ကျိုးဆွဲပြီးတန်းတန်းကြီးတွေတတ်မလို့အဲ့ဒီကိစ္စကြွကြတော့မန်လိကံပြီးဘုရားကြီးကမောင်ရဆူညာနဲ့ဟိုအတန်ကြီးဘာပါလိမ့်အမလေးခုမှမေးသလားနှမတော်ရဲ့မောင်ဖျားလေအသက်သေးပေးကြောင့်ရင့်နာပူဇော်မလို့ဒီလိုဒီအကြောင်းပဲကြွယ်လို့ဆိုတော့မှမန်လိကကြီးကဘာပြောမောင်ဖျားရဲ့တိုင်းပြည်အုပ်ချုပ်ဘယင်လုပ်ပြီးတော့အစားကြီးဘိုက်ကားအောင်စားပြီးစဉ်းစားညာနဲလေချင်းမလေးဘာမှမသိတဲ့ရှင်မရင်ကြီးကဘာမှမသိတဲ့ပုံနာတွေရဲ့စကားနားထောင်ပြီးလေချင်းမောင်ဖျားအလကားသရဝါတွေတတ်အလုံးကိုတတ္တဝါတွေတရားစီတတ်လို့သူများအသက်တွေသေးမှသူများမျက်ရည်ပေါင်ကြမှာမောင်ဖယားအသက်ရှည်ရမယ်ဆိုတာမိမ့်မထွက်လေးနဲ့တွေ့ကြည့်ပါဦးပြောဒါပြဘယ်လိုလုပ်မလဲအော်မောင်ဖယားပုံသားတွေဘာမှမသိပဲနဲ့လောကသုံးလောကထိုထန်တပ်ပြညုံမြတ်စွာဘုရားရှိပါလျက်ကနေမြတ်စွာဘုရားတော့မမေးပဲနဲ့မင်းပြောတော့လွဲတာငါနဲ့ဘုရားနဲ့မှသိခန့်တင်တာမှမဟုတ်ခဲနဲ့အိုင်ကောသလကဘုရားနဲ့ခန့်မတင်ဘူးတဲ့ကိုင်းနှမတော်ရှိကသွားမယ်မောင်ဖျားလိုက်ခဲ့ဆိုပြီးဘုရားเจ้าတော်ခေါ်တော့မှဟိုခမည်းကလည်းအသက်ခံရမှာဆိုလို့ပုံနေခိုက်ရှင်မရင်ကောသလကိုမြတ်စွာဘုရားကတကားတော့အဲ့ဒီအသက်နဲ့လေးခုကတင့်တွယ်လည်းမဟုတ်ဘူးတိုင်းသူပြည်သားအတွက်လည်းမဟုတ်ဘူးတင့်မိဘရခေါင်ကြီးအတွက်လည်းမဟုတ်ဘူးဟောငါရဲ့နောင်တော်ကသဗ္ဗမြတ်စွာဘုရားလက်ထက်ကသူများရဲ့သားပြိုသမီးပြိုကာမပိုင်လင်းရှိမရတွေကိုဖျက်ဆီးခဲ့တဲ့
တထေသလေးယောက်တိယခုလောဟကုံပြီးငရဲမှာတန်ရဘူးငရဲမှာခံရတယ်တကားတော့တန်ရဘူးတဲကနေပြီးတော့အနှစ်6000တစ်ချိန်ပေါ်လို့ပေါ်လာတဲ့ချိန်ခါမှာဒုစီဝိတမစီဝိမှာရေတန်နောနာဒရာမသေးလို့ဂါထာကိုမရွတ်နိုင်မဲ့ဒုဆိုပြီးပြန်မြုပ်သွားတယ်သနာတော့ဆိုပြီးတော့ပြန်မြောက်သွားတယ်အဲ့ဒါတကားတော့လင်းရှိမရပြင့်မှားတဲ့တထေသာ၄ယောက်သူတို့ပြောခြင်းတဲ့စကားပြည့်စုံအောင်မပြောနိုင်မဲ့တလုံးစီနဲ့ဒဲအိုးဖင်ရောက်အောင်ပြန်မြုပ်တာတကားတော့ရဲ့အဲ့ဒါလို့လဲဟောလိုက်ရောကောသလကြီးကလည်းသူများမရကြာခုံမဲ့စိတ်ကူးနေတုံးဆိုတော့ခေါင်းကြီးကြီးသွားဟာလန့်သွားမလီတော်ပြီလေးရှိမရငါပြင်မမလို့အရုဏဝတီမြင်ညက်နဲ့ကုမုဒ္ဒရာကြာဆက်ဆိုပြီးတော့ငါဒီတကားမဝင်နိုင်အောင်ပိတ်ထားတဲ့ကိစ္စငါမှားလေစွာဆိုပြီးမြတ်စွာဘုရားကြော့ပြီးပြန်သွားဟိုတငယ်လဲလွတ်ရောက်ဖို့အဲ့ဒါကြောင့်မို့လို့လူသားပွဲကြီးကိုဆဲအောင်လဲမန္လိကာကဘာမှနားမလဲတဲ့ကောသလဘုရင်လူအာကြီးကိုရှေ့ဆောင်ခဲ့သည်မှန်လားပြိဿကြီးမိမလိမ္မာကြီးပေါ့ကောသလကသိအားတာပြိဿကောသလလူအားကြီးသူအားတဲ့အကြောင်းများပြောရရင်လေရည်လဲရည်စရာကြီးပေါ့ပြိဿမန္လိကာမိဘုရားကြီးကတရားနာပြိဿရေချိုးကန်းနဲ့မှဝင်ပြီးတော့ကျွတ်တို့ခြိတော့ဆေးတဲ့ပေါ့လေခြေဆေးတဲ့ပေါ့သူ့နောက်ကခွေးလေးတွေကောင်ကနောက်ကတကောင်းကောင်းလိုက်ပြိဿမန္လိကာကြီးဘာလုပ်တော့အေးလေခြိဆေးတယ်ဆိုကြတဲ့ကခြိတော့ကိုလက်နဲ့ကုံပုတ်တဲ့အခါမှာခွေးကနောက်ကမသူတော်တို့ရဲ့အကျင့်နဲ့ချင်းမိပေခေါင်ကြီးဖြစ်ပေမဲ့လို့ตาယာမိတဲ့ဟဲ့အဲ့ဒီချိန်ခါမှာဘုရင်ကြီးလေသာပရင်ကကြည့်လို့မြင်တဲ့ချိန်ခါမှာကြည်စမ်းမိမယုတ်ဟေးမိမယုတ်နေခွေးနဲ့ပျော်ပါတယ်မိမယုတ်လို့អော်လိုက်တော့လေမန္လိကာကကောသလလူအာကြီးကိုမိမပရိယနဲ့ဘယ်လိုလိမ့်နေထင်တော့သင်မင်းကြီးဘာဖြစ်လို့ကျွန်တော်မျိုးမကိုမိမယုတ်ပြောတယ်ကြည်စမ်းနေရေချိုးကနဲ့ခွေးနဲ့ပြောပါတယ်အသင်မင်းကြီးငါ့ကိုဒီလိုမစွတ်ဆွဲနဲ့ရမ်းမစွတ်ဆွဲနဲ့ဟောဒီရေချိုးကကတယောက်ထဲဝင်ရင်နှစ်ယောက်ထင်ရတယ်မယုံရင်သင်ဝင်ကြည့်အားလိုက်တဲ့ဘုရင်ကြီးသူကိုယ်တိုင်ဝင်ကြည့်တော့မိဖုရားကလေသာပရင်ကကြည်ရင်းနဲ့ဝင်သွားတဲ့ရေချိုးကန်းတွေကဘုရင်ကြီးကိုလှမ်းပြီးတော့သူယုတ်ကြီးသင်သူယုတ်မှာရှိဟဲ့မိဖုရားကြီးငါဘာလို့သူယုတ်မှာပြောသင်ဘုရင်ကြီးဒီလူမိဖုရားတွေရှိပါလျက်ကနဲ့ရေချိုးကန်းနဲ့စိတ်မနဲ့ပျော်ပါတယ်မင်းရမ်းမပြောနဲ့မလုံးနဲ့ငါကိုယ်တိုင်မျက်မြင်ဟေးတန်ဒီရေချိုးကန်းတဲဟုတ်ကိုတယောက်ထဲဝင်နှစ်ယောက်ထင်ရတဲ့ရေချိုးကန်းဟုတ်တကိုဒါလောက်အားတာတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဖြစ်ပြီးတော့ဒါကြောင့်တရားနာပိဋကအဲ့ဒီလိုအားတဲ့ဘုရင်ကြီးကိုလိမ္မာအောင်ပြခဲ့တဲ့မန္လိကမိဖုရားကြီးသည်ဟောသေကဏိကံလမရဏတဏဇောမှားသွားလိုက်တာပိဋကဒီလိုလူသားပွဲကြီးစဲအောင်လုပ်ခင်တာတွေဟောဒီအသရိတဒါနာကြီးသူအကြံစီပေးခဲ့မှာတွေဒါတွေကိုအာယုံမပြုတ်နိုင်ပဲနဲ့မောင်ဖယားကမောင်ဖယားသလောက်ငါမောင်ဖယားကိုလိမ့်လဲလှည့်ပြားပြီးတော့သူ့စိတ်မနဲ့ပျော်ပါတယ်လို့ပြောခဲ့တာယုံရှာတာပဲကုသိုလ်ကောင်းမှုတွေသတိမရနိုင်ရှာပဲနဲ့ဟေးငါမောင်ဖယားပေါ်ပြစ်မှားမိလေချင်းမောင်ဖယားပေါ်ငါလိမ့်မိလေချင်းနဲ့အဲ့ဒီမကောင်းမှုလေးကိုတန်လျကုတ်ကုတ်စနဲ့မရဏတဏဇောတခင်မှားပြီးတော့သေသွားတဲ့ချိန်ခါမှာအဝိဇ္ဇိ9ရက်ရောက်ရပါဗျာမိမတွေမှားသွားကြပြည်မျိုးဝဒကမတွေတချို့ကမဲတို့ယောက်ျားခေါင်းပေါ်တက်နေတယ်ဘာပြောဘူးတဲ့မလုံနဲ့ဗျလင်သဘောကောင်းသမျှခမည်းတော်စောင့်လို့ရှိရင်အပယ်ချောင်းနဲ့ဗျာကြည့်မန္လိကမိဗျာအပယ်ကျသွားအဝိစီရောက်တော့ကောသလဘုရင်ကြီးကငမ်းမိဘုရားကြီးဘယ်ရောက်တော့ဆိုတာဘုရားကိုယ်တော်မြတ်သွားမေးမဆိုပြီးတရားနာပြေးတာဘုရားเจ้าတော်သွားဘုရားကိုယ်တော်မြတ်ကမေးခွင့်မပေးဘူးဘ
ဘယ်ပေးမလဲပရိသတ်ရဲ့အကယ်၍မေးခွင့်ပေးလိုက်လို့မေးရင်တကားတော့အဝိစိမယ်ဆိုတာဘုရားကိုယ်တော်မြတ်ကလက်ညှိုးထိုးပြရတော့မှာဒီလိုအဝိစိမယ်ဆိုတာလက်ညှိုးထိုးပြလို့ရှိရင်ဖြင့်ဒါလောက်လိမ်မာတဲ့မိဖုရားဟမ်မလေးအလှူဒါနကြီးတွေပြုခဲ့တဲ့မိဖုရားဖယားနဲ့တန်ဃာတော်တွေလှူပေမယ်လို့အဝိစိအပယ်ကြတာလေးမတားနိုင်ဘူးဒီဒါနတွေပြုတာလှူတာဖယားကိုယ်ွယ်တာဘာအကျိုးရှိမလဲလို့ကောသလဘုရင်ကြီးကပါနောက်ကလိုက်ပြီးတော့အလှူဒါနတွေဖျက်ဆီးပြီးသူကအဝိစိကြမှာဖယားကသနာလို့ဒါကြောင့်တရားနာပြေတာ9ရက်မြင်ခွင့်မပေးဘူးမေးခွင့်မရအောင်မဲ့ပြန်သွားအောင်ဘုရားကလှုပ်ထား9ရက်ကျော်လို့10ရက်မြောက်တော့မန္လိကလည်းနတ်ပြည်ရောက်ပြီးအဲ့ဒီအချိန်ကျမှဘုရားကိုယ်တော်မြတ်ကတတိယပစီတော်တဲ့မေးခြင်းမေးပစီတော်လို့ခွင့်ပေးလိုက်တော့မှမေးတဲ့အချိန်ခါမှာနတ်ပြည်ရောက်တယ်လို့ပြောတော့ကုသဒါနကောသလဖြစ်မပြရှာဘူးပေါ့ဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီလိုလိမ္မာတဲ့မန္လိကာသည်ဒီတိုင်းသူပြည်သားနဲ့ပြိုင်တဲ့အလှူကြီးသူအကြံပေးတော့မယ်ပိဋကကြီးဘသူကကြံပေးမှလဲပြုတ်ဘယ်လိုလုပ်မတော့လို့အကြံတောင်းလိုက်တော့ကောသလဘယင်လူအကြီးကိုမန္လိကာကမောင်ဖျားဒီကိစ္စနှမတော်စီစဉ်မယ်နှမတော်စီစဉ်မယ်ဖျားကဲလူတော်မှန်သမျှအကုန်ပြောမိပြီခေါင်ကြီးမောင်ဖျားရဲ့တဲ့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကတိုင်းသူပြည်သားကိုမနိုင်ဘူးဆိုတာရာဇဝင်ကြားမှမကြားဘူးပဲနဲ့ကြားမှမကြားဘူးပဲနဲ့နှမတော်စီမမယ်မောင်ဖျားဒီလိုလို့ပါဠကလျာဏီခေါ်တဲ့ပြင်ချက်ကိုမန္တထိုးရမယ်နန်းတော်ထဲမန္တထိုးပြီးတော့မောင်ဖျားကြည့်တဲ့လူတွေကတော့အပြင်မန်းကကြည်ပါလိမ့်မယ်မောင်ဖျားရှာဖို့ကထီးပြူ900ပြေးသားကြီးပါတယ်တို့ထီးပြူ900နောက်ပြီးတော့ဆင်အကောင်ကြီး900ဆင်ဘယ်နှကောင်တို့မင်းသမီး900မင်းသမီးဘယ်လောက်တဲ့900ပါဗျာပြေးသားစဉ်းစားနော်မန္လိကာထီးပြူ900ဟာရှင်ဘုရင်မရှိတယ်ပြီးတော့လေဆင်အကောင်ကြီး900ဟာရှင်ဘုရင်မရှိတယ်မင်းသမီး900ဆိုတာလဲနန်းတွင်းမှာရှိတယ်ဒါရင်ကိုနိုင်နေပြီပြိဿမန္လိကမိဖုရားကြီးစီစဉ်သည်မောင်ဖုရားဓာတ်တွေအကုန်ရှားပြီးတော့ထီးပြူတလက်ကိုဆင်းတကောင်နှာမောင်းနဲ့ကင်ပြီးတော့တန်ဃာတပါးကိုထီးပြူတလက်မိုးရမယ်နောက်ပြီးတော့မောင်ဖုရားရွှေဖလန်ကြီးဖြင့်ပြီးတဲ့ဟောရွှေလှေကဆယ်စင်းလုပ်လိုက်ပါမန္တအလယ်မှာနတ်သားရီထဲဖို့ယဟန်နှစ်ပါးရဲ့အကြမ်းမှာမင်းသမီးတယောက်ကနတ်သားသွေးမင်းသမီးတယောက်ကယက္ခအချို့မင်းသမီးတွေကကြာညိုပန်းနေကာရင်ပြီးတော့လေဟောအချို့ကတန်ဃာတော်တွေရဲ့ဂျာနတ်သားတွေသွေးရွှေလေတဲ့ထဲဖို့ကြာညိုကိုင်းနဲ့မင်းသမီးတွေကရွှေလေတွေကထည့်ထားတဲ့နတ်သားတွေကိုကြာပန်းနဲ့ယူပြီးတော့အခိုးအထုံအနံ့အရသားတွေပြေးလာအောင်အဲ့ဒါလို့အလုံးစီစဉ်ပြီးတော့မောင်ဖရားရဲ့ဒီလိုလှူလိုက်ရင်တိုင်းသူပြည်သားကိုမနိုင်မဲနေပါမလားဟဲ့ပင်ကြီးများဖရားမိမိခေါင်းကြီးမန္လိကပြောတဲ့အတိုင်းအလုံးစီစဉ်ညဆိုတော့တရားနာပိဋကရဲ့အစီအစဉ်တွေလုပ်ပြီးဆိုကြပါစို့ဗျာလုပ်ပြီးတော့တိုင်းသူပြည်သားလူအများတို့ငါဘရင်လှူတဲ့ဒါနလာပြီးတော့ကြည်လဲကြကုန်တော့ဆိုပြီးတော့ဖိတ်လိုက်တိုင်းသူပြည်သားတွေလာကြတန်ဃာတော်900နဲ့ဘုရားကိုယ်တော်မြတ်ကြွလာပြီကြွလာတော့တရားနာပိဋကရဲ့တန်ဃာတော်တွေကိုဆင်းတကောင်ထီးပြူတလက်စီမိုးရထီးပြူတလက်စီမိုးတဲ့အချိန်ခါမှာတန်ဃာတော်တွေလည်းကြွလာရောတရားနာပိဋကဆင်းတကောင်လို့နေပိဋကဘာလို့နေဒုက္ခပဲမိဖုရားကြီးမောင်ဖုရားဘာတော့ဗျာခက်တော်တာပဲဘာမှလူလေသေးမရှိဒီပြင်ဟာပြောစရာမလိုဆင်းတကောင်လို့နေတယ်မောင်ဖုရားရဲ့တဲ့ဆင်းအကောင်900ကိုတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကမရှိဘူးလား
ဆင်နေတော့အများကြီးရှိတာပေါ့လိမ်မာတဲ့ဆင်ထီးပြူကင်ပြီးတော့ယဟန်တပါမိုးဖို့ဆင်အတွက်ကမရှိဘူးဆင်ရိုင်းတွေပဲရှိတယ်မောင်ဖျားမပူနဲ့ဖျားဆင်ရိုင်းတွေကောင်ခေါ်ခဲ့ရိုင်းဘေးဆိုးဘေးမုံယိုဘေးဆိုတဲ့ဘယ်ဆင်တိမ်မှမနိုင်တဲ့ဆင်တွေကောင်ခေါ်ခဲ့ဟဲ့နှမတော်နေတော့အဲ့ဒီဆင်ဘယ်နှထားအိုးမောင်ဖျားကလည်းဒီဝဲဆင်ချမ်းကိုယဟန်ချမ်းနာထားလိုက်တာပေါ့ဟဲ့ဘယ်သူနာထားမလဲမလာပါမောင်ဖျားအင်ကိုလီမာလာကိုတော်ကြီးပါထားလိုက်ဖျားပြေးတာလူဖမ်းလက်ဖျားတေအောင်တတ်တဲ့အင်ကိုလီမာလာကိုတော်ကြီးနောက်မှာဆင်ချိုင်းထားလိုက်တာဆင်ချိုင်းကလေတရားနာပြေးတာဘလောက်ပင်ကြံဘလောက်ပင်ရိုင်းတော်လဲဟောအင်ကိုလီမာလာအပရောက်တော့ထီးပြူကင်ပြီးတရားနာပရိသတ်ရေနေရွယ်ကြီးချအမီးကိုတရားနာပြေးတာပေါင်တစ်ချောင်းနဲ့ညာအမလီပြားပြားဝတ်တဲ့တရားနာပြေးတာဒါကြောင့်မို့တရားနာပြေးတာကြောင်းပြန်ရောက်တဲ့ခါကျတော့တန်ဃာတော်တွေကမေးတယ်ငါရှင်အင်္ဂုလိမလားတဲ့သင်ဟိုအင်မတန်ကျမ်းနာတဲ့ဆင်ကြီးသင်ပါထားတာသင်မကြောက်ဘူးလားတဲ့ကြည့်တော့အင်္ဂုလိမလားမထွေကြီးကငါရှင်တို့တဲ့ငါမကြောက်ပါဘူးတဲ့အဲ့ဒါတရားနာပြေးတာမြတ်စွာဘုရားသွားလျှောက်လိုက်သေးအင်္ဂုလိမလားကြီးကသူ့ကိုယ်သူယဟန္တာလို့ပြောနေတယ်ဗျာမကြောက်ဘူးလို့ဆိုနေတယ်ဗျာဒီတော့မှမြတ်စွာဘုရားကိုရောမြတ်ကလည်းခြေသားတို့အာသဝကုန်ခန်းတဲ့ယဟန္တာတွေဟာငါသားကြီးအင်္ဂုလိမာလလို့မကြောက်ကြပါဘူးကွယ်တဲ့ဗျသူယဟန္တာဖြစ်တယ်ကွယ်လို့တဲ့တဲ့ကြီးမပြောဘူးဗျဒါပေမဲ့လို့အာသဝကုန်ခန်းတဲ့ယဟန္တာကြီးတွေဟာငါဣသားအင်္ဂုလိမာလလို့မကြောက်ကြဘူးကွယ်ဆိုတော့ယဟန္တာလို့ပြောလိုက်တာရှင်းနေတာပါပဲရှင်းရလားပြိဿကြီးဒါပေမဲ့လို့ဘုရားကိုယ်တော်မြတ်တော်မှာယဟန္တာကြီးကွယ်လို့တဲ့တယ်ပြောရဲ့လားပြိဿဇံမဲ့ဖို့တရားဘုရားကိုယ်တော်မြတ်ကစပြီးသိဆင်ခြင်းတာဟဲ့ယဟန္တာဖြစ်ပြီးကွယ်တဲ့တယ်မပြောဘူးပြိဿကြီးဘုရားကြွားရဲ့လားယဟန္တာတွေကြွားရဲ့ဟဲ့အနာဂံသဂရာကသောတာပန်တွေကြွားရဲ့ခုခေတ်တော့ကြွားလိုက်ကြတာကြွားကြနေဗျထုတ်ပြောအောင်မှသိကြောက်တာသူတော်ကောင်းတွေကခုခေတ်တော့အသမိမာနကတဲပြင်းထန်တယ်ပြင်းထန်လွန်းတော့မင်းတရားထုတ်တာဘယ်နှရက်ရှိတော့နဲ့9ရက်ရှိပြီတဲ့ဘာတွေမြင်တော့နဲ့ရာတဲ့9ရက်ဆိုတော့ကြာသေးတာမဟုတ်ပဲစိတ်ကအိမ်ပြန်ရောက်နေလို့တမာရိယအောင်ကိုမနှဲလုံနေရပါတယ်တဲ့ဒီတော့ဟိုကပြောတယ်ကွာတဲ့9ရက်ဆိုတော့မင်းဘယ်မြင်အောင်မတုံးနဲ့ကြာသေးတာမှမဟုတ်ပဲတဲ့တို့တုလို့တော့ရဘူးလေတဲ့တို့က45နှစ်တောင်ရှိပြီ45ရက်တောင်ရှိပြီတဲ့3နှစ်တောင်ရှိပြီတဲ့6လတောင်ရှိပြီတဲ့မင်းက9ရက်ဆိုတော့နှုတ်သေးတာပဲတဲ့တို့ကတော့ယဉ်ပြီတဲ့ယဉ်ကြွေုံရှိတော့တာမပြောကြလို့လေကြွားတာဇမတ်ဖို့တရားကိုတရားနာပြည်သားကြီးတွတ်တန်ဃာတော်တွေမှာမရဘဲနဲ့ရတယ်မမြင်မဲနဲ့မြင်တဲ့ကမ္မထံအရေးနမိတ်မပေါ်ဘဲနဲ့ပေါ်တယ်လို့ထုတ်ပြောဖို့ကိုမဆိုထားနဲ့ယဟန်တော်တွေတိမ်ကထွက်ခါစားတရားဓမ္မတို့ငါသည်ထက်ကလေးမိုးတဲ့ကြောင်းကလေးမှာခေါင်းပါစွာကျင့်တယ်လို့တောင်းမှမပြောရပါဘူးတဲ့ပြည်သားလူတွေရဲ့ကုသိုလ်ကမ္မပဋ္ဌာန်းတရား10ပါးထက်လွန်မြတ်တဲ့ဇမတ်ဖို့တရားကိုမရဘဲနဲ့ရတယ်လို့များပြောခဲ့ရင်လေကြွားခဲ့ရင်လေဟောပါရာဇိက၄ပါးထဲမှာစတုထပါရာဇိကကြီးပါလားဗျို့ယဟန်တော်တွေတောင်ဘုရားကိုယ်တော်မြတ်ကဒီလိုပြညတ်ပါလျက်နဲ့တချို့ကတရားအထုတ်တဲ့လူချင်းမင်းတဲ့ငါကအဆင်မြင့်တယ်သူတို့တဲ့ตาပြီးငါတို့ကဘယ်နှစ်ရက်နေပေါက်တော့မှဘယ်လဆိုပြီးပြီဆိုတဲ့လူတွေအတ္တမိမာနအဲ့ဒါနိဗ္ဗာန်မရဘူးတဲ့ပိဿသဘောပေါက်ရဲ့လားပိဿကြီးတရားသမားတွေကျန်ဒီကံဆရာတော်ကပုတ်ခတ်သွားလိုက်တာကွာနဲ့ဘယုတ်ဒုက္ခနောက်ရမပြောနဲ့စေရနာတရားသမားတွေဒီလိုဖြစ်ရင်နိဗ္ဗာန်မရဘူးဆိုတာပြေမြို့တစ်မြို့လုံးရှိတဲ့ဆရာတော်တွေမေးကြည့်အသမိမာနခေါ်တယ်တရားနာပိဿဩဒါတို့ခန္ဓာပမသုတ်တံမှာကုန်းတင်နဲ့ခေါ်တယ်ပိဿမှန်လားပိဿကြီးဒါကြောင့်တရားနာပိဿကြီးအင်္ဂုလိမာလာကြီးယဟန္တာဖြစ်တယ်လို့တဲ့တယ်မပြောဒါပေမဲ့လို့သူနဲ့အလားတူယဟန္တာတွေမကြောက်ကြဘူးဆိုတော့ယဟန္တာဖြစ်တယ်ပြောလိုက်တာပြီးမသွားဘူးလားပိဿကြီးပြီးပါပါဗျာ။ကဲအဲ့ဒါလို့ဒါနာကြီးလှူလိုက်တာပိဿတိုက်သူပြည်သားတဲ့သာသွားပြီပေါ့သာဘူးလားပိဿကြီးကြည်လေတရားနာပိဿလှူတာ
နည်းနည်းနော်လှူတဲ့ကိစ္စကြီးမှမဟုတ်ဘဲနဲ့အခုတိုက်ပြည်အုပ်ချုပ်တဲ့ဘရင်ဖြစ်သည့်အလျော်စွာဘလောက်ထိအောင်လှူလိုက်သလဲလို့ဆိုတော့ဆင်းအကောင်900ပြီးတော့ထီးဖြူ900ပြည်သားကြီးထီးဖြူဘလောက်တို့900ပါဗျာဟောမင်းသမီးဘလောက်တို့900ပါဗျာနေဘူးတရားနာပြည်သားဂဒေးချီပြီးတော့လှူတဲ့ဌာနကြီးဂဒေးချီပြီးတော့လှူတဲ့ဌာနအဲ့ဒီလိုဌာနကိုဘလောက်ဂရေပေါင်းမလို့ကုန်တယ်လဲဆိုတော့ဟော14ဂရေတဲ့ဗျို့ပြည်သားကြီးကောသလဘယင်လှူလိုက်တဲ့အသရိတဌာနကြီးကဘလောက်ပါလဲ14ဂရေနေဘူးပြည်သားဒီအလှူဒါနမျိုးစီဖယားတဆူပွင့်တဲ့ချိန်ခါမှာတစ်ချိန်ကလှူရတဲ့ဗျို့အဲ့ဒီအလှူမျိုးလည်းနောက်ထပ်ဘယ်သူမှလှူနိုင်မှုတဲ့ဖယားတဆူပွင့်တဲ့အချိန်ခါမှာအတတိတဘယ်သူနဲ့မှမတူအောင်လှူတဲ့ဒါနဟာတစ်ချိန်ဖယားတဆူပွင့်တိုင်းလှူရတဲ့ဗျို့အဲ့ဒီအလှူဒါနမှာဘယင်ရဲ့မိဖုရားဖြစ်တဲ့မင်းမိန်းမများကသာလျင်ဖယားအဆူဆူပွင့်တိုင်းအဲ့ဒီမိန်းမများကသာဟောတယ်လို့စီမံတဲ့ဗျို့ဒါကြောင့်တရားနာပရိသတ်ကြီးနောက်ဖယားကိုယ်တော်မြတ်လှူပုံလေးလည်းနည်းနည်းပြောကြအောင်လို့ဖယားကိုယ်တော်မြတ်လှူပုံလေးကိုင်းကြည့်တရားနာပရိသတ်နောက်ကလိုက်ဆိုစမ်းလက်ချိုးပြီးတော့ထီးဖြူပလင်သဘဲချီခြေသုတ်ဘဝအင်းပြင်းဘယ်နှခုတော့အဲ့ဒီလေးမျိုးမြတ်စွာဘုရားလှူတာကြတော့အနက်ခထိုက်တန်တဲ့အဖိုးကိုရေတွက်လို့ကိုမရဘူးတဲ့ပြိဿအသရိတဒါနာကြီးဒါကြောင့်ဘယ်သူပြိုင်မနိုင်တဲ့အလှူလို့ပြောထားတာပြိဿအဲ့ဒီလိုအလှူဒါနာကြီးပြီးတဲ့ချိန်ခါမှာကောသလကြီးကရေစက်ခွက်ကိုင်းတော့ဘုရားကိုရောမြတ်ကတရားဟောရတာတရားနာပရိသတ်ရေတကားထားရဲဟောသွားတယ်ပြိဿကြီးဘယ်လောက်ဟောသွားတယ်တကားထားရဲဟောနောက်ကပရိသတ်ကြီးဘယ်လောက်ဟောသွားတော့မလီငိမ့်တာနော်ငိမ့်တာပရိသတ်ကြီးဘယ်လောက်ဟောသွားတော့အမလေးအသရိတဒါနာကြီးနဲ့တူအောင်များစွာဆွမ်းနုမောဒနာတရားတွေဟောတိုက်ပါလေဘုရားတကားထားတဲ့ဘာပြုလို့ခေါ်တယ်လဲလို့ဆိုတော့ပရိသတ်မပြည့်စုံဘယ်လိုမပြည့်စုံလို့ဆိုတော့အဲ့ဒီကောသလပါခစားတဲ့တရားနာပရိသတ်မောင်မဲနဲ့မောင်ဖြူတဲ့အမတ်2ယောက်အမတ်1ယောက်ကဦးမဲတဲ့အမတ်1ယောက်ကဦးဖြူတဲ့ပရိသတ်အမတ်1ယောက်ကဘယ်သူတဲ့တော့ဖြူမဲမဲဟဲ့ပြောပါ2ခုရှိတာဦးဖြူဦးမဲ2ယောက်ဇုံနာနဲ့ကာလပြောတာတရားနာပရိသတ်ကျုပ်ကခင်ဗျားတို့မြန်မာလူပြောထားကြည့်တရားနာပရိသတ်ရေကာလဆိုတဲ့ဦးမဲဆိုတဲ့အမတ်ကြီးကဟမလေးကြည်စမ်းမောင်းအသရိတဒါန14ဂရေအကုန်ကြခံပြီးတော့လှူတယ်ဒီလှူတဲ့အလှူဒါနဒီခဲဘွယ်ဘောဇင်တွေကိုဟောဒီကတုံးဥကြီးတွေစားတောက်သွားပြီးတော့ကြောင်းကြသင်္ကန်းကောင်းမှုခြုံပြီးသူတို့အလုတ်ကအိတ်တော့မှာတဲ့ဗျာအတော်ဆိုးတဲ့ဦးမဲပေါ့ကြောင်းကြဓာရီအကုန်ကြခံပြီးတော့လှူလိုက်တာစားတော့ပြီးကြောင်းကြသင်္ကန်းကောင်းမှုခြုံအိတ်တော့မယ်ရှင်မယင်ကြီးပစ္စည်းတွေကုန်ပြီးတော့မှားချင်းကြီးမှားလေစွာနန်းတော်ကပစ္စည်းတွေကုန်ယုံသားရှိတယ်နှမျောစရာကောင်းလေစွာသူလူတာမဟုတ်ခဲနဲ့ဦးမဲကဒီတိုင်းကြံဥဖြူကဘယ်လိုကြံတော့ဆိုတော့ဒါနကုသိုလ်ပြုကြတဲ့ပုဂ္ဂိုလ်တွေအမျှဝေကြတယ်14ဂရေကုန်းတဲ့ကုသိုလ်ကြီးကိုလည်းပဲငါသူများတွေလှူတော့အမျှဝေတော့တာဓုခေါ်သလိုဒီကုသိုလ်ကြီးလည်းတာဓုခေါ်မယ်14ဂရေကုန်းအောင်လှူတဲ့အသရိတဒါနာကြီးအံ့ဩဝယ်ကောင်းပေစွာတာဓုလို့တာဓုခေါ်သည်ဒီအမတ်2ယောက်ကြံပုံတွေကိုဖျားသိလို့အကယ်၍သာငါဖျားများစွာဟောလိုက်မယ်ဆိုတော့တဲ့ဥဖြူဆိုတဲ့အမတ်သည်သောတာပန်ဖြစ်၍ဦးမဲဆိုတဲ့အမတ်သည်အုတ်ခေါင်း9စိတ်ကွဲတော့မှာဖျားသိဒါကြောင့်တဏှာလို့တရားနာပြိဿဦးမဲအတွက်အုတ်ခေါင်း9စိတ်ကွဲမှာတဏှာလို့ဟောတရားနာပြိဿတကားထားတဲ့ဟောသွားတာလေပြုဟောသွားတော့ကောသလကြီးမကျေနပ်ဘူးပေါ့ပြိဿကောသလကြီးကျေနပ်ရဲ့လားကောသလကြီးမကျေနပ်တော့ဒီလောက်လှူတဲ့အလှူဒါနာကြီးမြတ်စွာဘုရားကိုတော်မြတ်ငါတရားတူတူလေးဟောသွားတယ်မဖြစ်ဘူးကြောင်းလိုက်ဒါကြောင့်ခုခေတ်လေအဲ့ဒီကစတာနဲ့ဒူပါရဲ့
တချို့လူတွေတရားတူတူများဘုန်းကြီးကဟောသွားရင်အလှတကာဒဲမကြေနှက်ချင်ဘုရားလက်ထက်ကစတာနဲ့တူပါရဲ့ကြည်ကောသလကြီးလိုက်လျှောက်မြတ်စွာဘုရားတပည့်တော်အတ္တရိတာဒါနာကြီးအရှင်ဘုရားမအပ်တဲ့ကိစ္စအရှင်ဘုရားမနှစ်သက်တာများပါလို့လားဗျာတကားတော့ဘာလို့မေးတာတော့အရှင်ဘုရားတရားတကားထားတဲ့ဟောသွားတယ်ဗျာတကားတော့တဲ့တကားထားတဲ့ဟောတာပြိဿမပြည့်စုံလို့ဘယ်လိုကြောင့်တော့ဗျာပင်အပခစားတဲ့အမတ်တယောက်ကဒီလိုကြံနေအမတ်တယောက်ကဒီလိုကြံနေအမတ်နှစ်ယောက်ကြံမှုနေဘုရားပြောပြတော့ကာလအမတ်ကြီးတောင်းလျှောက်မေးဟဲ့တင်မဟုတ်သလားမှန်လားမကြံမိကြောင်းပါဗျကြည်စမ်းဒါလောက်ကြည့်အောင်ငါလှူတဲ့ဒါနမင်းအနှောက်အယှက်ပေးရအောင်နေပါဦးကွယ်မင်းပစ္စည်းတပြားပါလားဟဲ့ငါသားမယားနဲ့ငါသားသမီးတွေနဲ့ငါပိုင်တဲ့ပစ္စည်းငါလှူတာမင်းပစ္စည်းတပြားပါသလားကွာဒါလောက်ရုပ်မာတဲ့အမအရင်တုန်းကပေးပြီးသားစီစိမ့်နဲ့ပစ္စည်းတော့ရှိပါစေတော့ခဏကစပြီးမင်းငါထပ်မချီးမြှောက်လို့ဘူးသွားဆိုပြီးပြင်းနေတာလွတ်လိုက်ပါရောဗျာဒေသကြီးဦးမဲနှင်ထုတ်လိုက်ဗလားနောက်ဦးဖြူဒီလိုကြံတဲ့ကြောင်းမေးကြည့်တော့မှန်လားပါဗျာတာရုခေါ်ပြီးဒီလိုကောင်းတဲ့အကြံကြံမိပါဗျာတဲတော်တဲ့ဦးဖြူခုနှစ်ရက်နန်းဆောင်ဝင်ပေးအဲ့ဒီချိန်ခါမှမြတ်စွာဘုရားကိုတော်မြတ်တရားဟောလိုက်ပြန်တော့တရားနာပိသကြီးဦးဖြူဆိုတဲ့ဇုံနာအမကြီးပြီးဒေသနာဝသနေသောတာပတ္တိဖလေပဋိဋ္ဌာဟိဒိဋ္ဌိနဲ့ဝစီကိစ္စကွာ၍ဟောအဲ့ဒီကြမှာသောတာပန်ဖြစ်ပါတဲ့ဗျာဒီနေရာမှာဏီကုံခဝအပိသလို့ပါတယ်ဆိုသားဟေ့ဘယ်သူပြိုင်မနိုင်အောင်လှူတဲ့အလူဘုရားရှင်တဆူပွင့်မှာတချိန်သာလှူရသူလူအသရိတဒါနာလောကဤဇဘူကောသလလိုလူမရှိဘူးအထုမှတ်ခါယူပေးသားကြီးဖျားတဆူပွင့်တဲ့အခါဘယ်နှကြိမ်ပဲလှူရဘာလဲဆိုလဲစားဟေငါးတန်ကနည်းနည်းမြင့်နေလို့ပြန်ပြီးနှိမ့်ဆိုရဘယ်သူပြိုင်မနိုင်အောင်လှူတဲ့အလှူဘုရားရှင်တဆူပွင့်မှာတကြိမ်သာလှူရသူလူအသရိတဒါနာလောကဤဇဘူကောသလလိုလူမရှိဘူးအထုမှတ်ခါယူပြည်မြို့သားတွေကပြည်မြို့သားတွေကဖယားအတွက်အားတက်ခါသာလူဘယ်သူနဲ့မှမတူပြိုင်ရင်သူပြိုင်ညဘုရားအတွက်ကိုကျိုးစားခပဲသောဘူးပိဿအဲတရားနာပိဿအာသရိဒါနကြီးဏီကုံခဝအပိသလို့ဒီကနေ့ဘယ်သူနဲ့မှမတူအောင်ပြိုင်ပြီးလှူနိုင်တဲ့ပုဂ္ဂိုလ်ကိုဒီကနေ့ရွေးကြပါစို့ခေတ္တနာမယ်ဗျာဗမာရိနာမမေ့မလျော့မပေါ့မဆန်သောတတိတရားဖြင့်တံပါတိထဘယ်သူပြိုင်မနိုင်တဲ့အလှူဆိုတဲ့တရားနာရသဖြင့်ဘယ်သူနဲ့မှမတူအောင်ထိတ်တန်းကလှူနိုင်မဲ့ပုဂ္ဂိုလ်တွေကြိုးစားပြီးတော့လှူထောင်နိုင်ကြပါစေကုန်သတည်း